မင်္ဂလာပါရှင်ဒီနေ့သမီးတငယ်ချင်းတွေလာလို့ကိုရီခါဆွဲလေးချက်ပါတယ်ကျမပထမဆုံးချက်သွန်အဖြူကိုထောင်းပြီးတော့စီတက်ပါတယ်ချက်သွန်ဖြူစီတက်တာရပြီဆိုလို့ရှိရင်ကျမကြက်ကြိတ်သားလေးတွေကိုထည့်တယ်ပြီးရင်စားအရသာမို့ဦးတဲဘူးတဲ့ပေါ့နော်သူထဲမဲ့အရေးလိုက်ပုံမူတည်ပြီးတော့ကျမစားရတာမုတ်လေးထည့်ပါတယ်ပြီးရင်ပဲငှက်ပြားကြီးအနောက်ထည့်ပါတယ်ပြီးရင်တဲမဲ့ဦးထဲမှာပေါ့နော်ချက်မဲ့ဦးထဲမှာကျမပြောင်းပြီးတော့ထည့်လိုက်ပါတယ်ရေထည့်ပါတယ်တကြားအနေငယ်ထည့်ပါတယ်ရှင်သူ့ကိုပွက်လာပြီဆိုလို့ရှိရင်ရေဖြောထားတဲ့ကော်မုတ်ကိုထည့်လိုက်ပါတယ်ကော်မုတ်ရပြီးကြက်ပြီးဆိုလို့ရှိရင်တော့ကျမကြက်ဥကိုခောက်ထားတာလေးကိုအမြင့်လေးဖြစ်အောင်ထည့်ပါတယ်ရှင်တချို့ကကြိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကြက်နွေရွက်မို့ပါလို့ထည့်လို့လည်းရပါတယ်ကျမတို့ဒီနေ့မရှိလို့မထည့်တော့ပေါ့နော်ဒါကော်ရည်ရည်ကိုတေချာတဲပြီးတော့ရပြီဆိုရင်ကျမကကြက်ကြိတ်သားလေးကိုခောက်ဆွဲကိုတုတ်ချင်နဲ့စားလို့ရအောင်ဆိုပြီးတော့ကျမကြက်သွန်နီးစီတက်ပါတယ်ငှက်ပြားကြီးထည့်ပါတယ်အယောင်တင်မုံထည့်ပါတယ်စီတက်တာရပြီဆိုလို့ရှိရင်ကျမကြက်ကြိတ်သားလေးတွေကိုထည့်ပါတယ်ဒါကတကယ်လို့ပို့လို့ရှိရင်လည်းကြိုက်တဲ့ပေါ့နော်အခဲထားလို့ရပါတယ်အခဲခန်းထဲမှာခဲထားပြီးတော့ကြိုက်တာလို့စားလို့ရပါတယ်ဒါကတော့ကျမခောက်ဆွဲကိုကော်ရည်မစားဘူးဆိုလို့ရှိရင်လည်းအတုပ်စားလို့ရအောင်ကျမဒါကိုစီတက်လိုက်ပါတယ်စားအရသာမုံထည့်ပါတယ်ဒါကတော့သူ့ကိုအတုပ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအတုပ်အတွက်ပေါ့နော်ပုံမှန်ချက်တာတဲ့ထက်ပို့ပြီးတော့အရသာလေးနဲ့လေးထားပါတယ်တကြားအနေငယ်ထည့်ပါတယ်ရှင်ပြီးတော့သူ့ကိုစီပြန်အောင်ထည့်ထားလိုက်ပါတယ်ပြီးလို့ရှိရင်တော့ချက်သားရပါပြီဆိုရင်ကျမအရည်လေးထည့်ပြီးတော့အရည်လေးနဲ့ပေါ့နော်ထားပါတယ်ပြီးတော့တုပ်တဲ့အခါမှာပို့ပြီးတော့စားလို့ပိုကောင်းတယ်ရှင်ပြီးရင်ကျမဒီနေ့ခောက်ဆွဲအဆိုဝယ်လို့မရလို့ခောက်ဆွဲအထုပ်ကိုပေါ့နော်ပြုတ်ပါတယ်ပြုတ်တဲ့အခါမှာကျမဆော်ရာလေးနဲ့နည်းနည်းထည့်ပြီးတော့ပြုတ်ပါတယ်ရှင်အဲ့တော့စီတက်ထားလေးနဲ့ပဲတုပ်ပြီးတော့စားမလားပဲမုတ်တွေတမယာသီးနဲ့ပဲတုပ်စားကော်ရည်ကိုကြတော့ငပိတောင်ကိုစက်သွန်နီလေးတုပ်ပြီးတော့ထားပါတယ်အဲ့တော့ကော်ရည်ကိုစားမယ်ဆိုရင်ငပိတောင်စက်သွန်နီလေးတုပ်ပြီးတော့တမယာသီးညှစ်ထားတာလေးနဲ့စားပါမယ်ရှင်ကျမကစွန်ရက်မေ့သွားလို့နော်ကစွန်ရက်ကိုပြီးမှကိုပြီးတော့ထည့်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်